အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာအောင်စုံမြင့်ဖြစ်ပါတယ် Greater စမှုဝဲဖြစ်စုဖို့တလအလိုမှာ Physics ကို chapter ၄ခုပိုင်အောင်ကြည့်မယ်ဆိုရင်အနည်းဆုံးအောင်မှရနိုင်မယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့ပြီးလည်းဖြစ်ပါတယ်အရင်တစ်ပတ်ကတော့ chapter 4ကအရင်ရေးကြည့်တဲ့အကြောင်းအနည်းဆုံး7ဖို့ပါနိုင်မယ်ဆိုတဲ့အကြောင်းတွေကိုကျွန်တော်ပြောပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီအတွက်ကျောင်းသားကျောင်းသူများအားလုံးလည်း chapter 4ကိုပိုင်နိုင်ကြပြီလို့ကျွန်တော်ယူဆပါတယ်ဝင်ရောက်ကြည့်ရှုနေကြတဲ့မိဘများလည်းမိမိတို့တာသမီများကိုဒီ chapter 4ကိုပိုင်အောင်ကြည့်ဖို့တိုက်တွန်းလို့ဆိုပြီးတော့ပိုင်အောင်လုပ်ခိုင်းနေပြီလို့လည်းကျွန်တော်ယူဆပါတယ်တခြားဝင်ရောက်ကြည့်ရှုနေကြတဲ့ဆက်ဆံမှုများအားလုံးလည်းမိမိတို့တပည့်များကိုပြောချပြီးပြီလို့ယူဆပါတယ်ကျွန်တော် channel မှာဝင်ရောက်ကြည့်ရှုတဲ့အတွက်အကျိုးကျေးဇူးတစုံတရာရရှိခဲ့မယ်ဆိုလို့ရှိရင်တော့ like and subscribe လုပ်ပေးနိုင်ပါတယ်ဒီဘက်မှာတော့နောက်ထပ် chapter တစ်ခုကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်အဲ့ဒီ chapter ကတော့စာအနေနဲ့ကအရင်ကြီးခဲရင်တာလည်းမရှိဘူးအတွက်ပုစာတွေတွက်ကြည့်မယ်ဆိုလို့ရှိရင်လည်း example 5ပုဒ်ပဲရှိပြီးတော့ exercise မှာအတွက်ပုစာက10ပုဒ်ပဲရှိပါတယ်အားလုံးပေါင်း15ပုဒ်ပဲရှိတဲ့ chapter တစ်ခုပါပြီးတော့အဲ့ chapter လည်းအရင်ကိုလွယ်ကူပါတယ်အဲ့ဒါဘာလဲဆိုတော့ chapter 9ဖြစ်ပါတယ် capacitor အပိုင်းမှာအဲ့ဒီ chapter 9ကနေပြီးတော့ chapter 13ထိကများသောအားဖြင့်ကျောင်းသားကျောင်းသူများရောဆက်စမများရောခံယူထားတာကစာများတယ်ခက်ခဲတယ်ဆိုတဲ့အားမျိုးတွေတွေ့ရပါတယ်တကယ်တမ်းကျတော့ဒီ chapter တွေကခက်ခဲတယ်ဆိုတာမရှိပါဘူးစာလည်းအလောက်ကြီးများတာမဟုတ်ပါဘူးအဓိကကဘာလဲဆိုတော့physics ကိုကျွန်တော်တို့ကစာတွေကြက်တဲ့အခါမှာကြက်စာကြီးစာအုပ်နားမလည်ပဲနဲ့ concept ကိုနားမလည်ပဲနဲ့ကြက်စာကြီးကြီးနှိမ့်ချက်နေမယ်ဆိုလဲကြက်ပြီးမိတော့မှာပဲရှိတာပဲအဲ့တော့ concept ကိုအရင်နားလည်အောင်လုပ်ဖို့လေလိုပါတယ်သင်တဲ့ဆရာမအနေနဲ့လည်း concept ကိုနားလည်အောင်ရှင်းပြပြီးမှဒီစာတွေကိုကြက်ခိုင်းတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်အခုကျွန်တော်ပြောမယ့် chapter 9မှာဆိုလို့ရှိရင် capacitor အကြောင်းပါ capacitor နဲ့ပတ်သက်ပြီးတော့ဘာတွေရှိမလဲဆိုတာလဲဆရာမတွေပုံနေထဲမှာလည်းဖတ်စာအုပ်ထဲမှာလည်းပုံလေးတွေပါတာတွေ့ပါတယ်အပြင်တော့ဒီမှာလည်းဒီလို capacitor လေးတွေကိုကျောင်းသားကျောင်းသူတွေကိုပြဖို့လိုအပ်ပါမယ်ပြီးတော့ဒီလို capacitor လေးတွေကိုဘယ်မှာတုံ့ပြုတယ်လဲဘယ်နေရာမှာရှိတယ်လဲဆိုတာတွေကိုလည်းကျွန်တော်တို့ဒါပြောပြရမှာပါဒီလိုမျိုး concept တွေကိုနားလည်ထားမှာဒီလိုအခန်းမျိုးစာနည်းနည်းလေးဖြစ်သွားပြီးတော့တော့ဘူးစာကိုလည်းနားလည်သွားပြီးတော့ရန်ကို easy ဖြစ်သွားပါလိမ့်မယ်ဒါကကျွန်တော်လူယူဆပါတယ်ဟုတ်ပြီဒါဆိုရင် chapter 9ကဒီနောက်ပိုင်းခန်းထဲမှာပါတယ်ဆိုပေမဲ့လည်းအရင်ကြီးစာများပြီးခက်ခဲနေတဲ့အခန်းမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်အနေနဲ့ဒုတိယအရေးကြီးဆုံးခန်းဖြစ်ကျွန်တော်ရွေးချယ်ရဖြစ်ပါတယ်ဒီ chapter 9မှာစမှုမှာပါနိုင်တာဗာလဲဆိုတော့ section A မှာဆိုလို့ရှိရင် true or false မှာတပုတ်လာပါမယ်ပြီးရင် ကွက်လက်ဖြေမှာတပုတ်လာပါမယ်ပြီးရင် multiple choice မှာတပုတ်လာပါမယ်အနည်းဆုံး3ပုတ်3မှတ်လာပါမယ်ခါတရံမှာတော့4မှတ်ဖို့လာပါမယ်ပြီးတော့ section B မှာကျတော့အနည်းဆုံး9မှတ်ဖို့လာပါမယ်အဲ့တော့ပေါင်းလိုက်မယ်ဆိုရင်တော့ chapter 9ကစာမွေးမိကုန်းမှာအနည်းဆုံး7မှတ်ဖို့ပါနိုင်ပါတယ် chapter 9နဲ့ပတ်သက်ပြီးတော့ဘာတွေရှိမှာလဲဆိုတော့ capacitor အကြောင်းပဲအဲ့တော့ capacitor စသချင်းမှာဘာတွေလာမှာလဲဆိုတော့ capacitor 5မျိုးအကြောင်းကိုလာပါမယ် capacitor ဆိုတဲ့နေရာမှာကျွန်တော်တို့က parallel plate လို့ခေါ်တဲ့ဒီ positive charge နဲ့ negative ဥပမာပေါ့နော်ကျွန်တော်တို့ capacitor တွေကိုဘယ်နေရာမှာသုံးပါလဲလို့ကျောင်းသားကျောင်းသူတွေခေါင်းတွေကိုမှတ်မိနေပေါ်တယ်မော်တာရေမော်တာတွေတင်တယ်မော်တာခလုတ်ကိုဖွင့်တယ်မော်တာမလဲနိုင်ဘူးခါလီမှာကျွန်တော်တို့ဘာလုပ်ရလဲဆိုတော့မော်တာမှာလည်နေတဲ့ပန်ကာဒလက်လေးရှိတယ်အဲ့ပန်ကာဒလက်လေးလုံးနဲ့ထိုးပြီး
အရှိန်ပေးယူပါတယ်အဲ့ကြမှာလဲသွားတာမျိုးအဲ့လိုပဲကျွန်တော်တို့စပွဲတင်ပန်ကားတွေပေါ့နော်ပန်ကားတွေခလုတ်ဖွင့်တယ်ပန်ကားမလဲဘူးအဲ့ပန်ကားလဲအောင်ဆိုပြီးတော့နည်းနည်းတစ်ပတ်လောက်လက်နဲ့လှည့်ပြီးအရှိန်ပေးလိုက်ရတယ်အဲ့ကြမှာလဲသွားတယ်ဒါမျိုးတွေပေါ့နောက်တစ်ခုကကျွန်တော်တို့အဲကွန်နေမှာပလက်ဖွင့်လိုက်တယ်အဲကွန်မလဲဘူးဒါဆိုရင်ကျွန်တော်တို့ပန်ကားတွေပြတ်သွားတာမဟုတ်ဘူးမော်တာတွေပြတ်သွားတာမဟုတ်ဘူးအဲကွန်တွေပြတ်သွားတယ်မဟုတ်ဘူးအဲ့ဒါဘာတွေပြတ်သွားလဲဆို capacitor တွေပြတ်သွားတာ capacitor လေးကိုဖြုတ်လဲနိုင်မယ်ဆိုရင်အဆင်ပြေသွားတယ်ဒါကျွန်တော်တို့ capacitor ရဲ့အတုံးဝင်ပုံလေးပေါ့အဲ့ဒီအကြောင်းတွေကိုဆရာမကြီးကိုယ်တိုင်လေ့လာပြီးတော့ပြောပြနိုင်မှကျောင်းသားတွေအကောင်းလေးကိုဝင်ပြီးတော့ဒီ chapter 9အရန်လွယ်ကူပါလားဆိုတော့သိနိုင်မှာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ chapter 9စာမိုးမှာဆိုရင်တော့အနည်းဆုံး10မှတ်ဘူး12မှတ်ဘူးသို့မဟုတ်15မှတ်ဘူးပြီးတော့အများဆုံးပါနိုင်တဲ့အခန်းဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီ chapter 9ရဲ့ထွက်ပုစာတွေကျက်စာတွေပိုင်အောင်လုပ်ကြပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်စာမိုးဝေးအားလုံးပဲဖြစ်နိုင်ကြပါစေ